မင်္ဂလာပါ Football Review Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့ဗုဒ္ဓဘူးနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ Champions League ပွဲစဉ်စုစုပေါင်း6ပွဲကစားဖို့ရှိရပေါ့နော်အဲ့တော့ဒီနေ့ကစားဖို့ရှိတဲ့ဒါ Champions League ပွဲစဉ်စုစုပေါင်း6ပွဲတွေကနေပြီးတော့မှအကြိုက်ဆုံးဖြစ်မဲ့ပွဲစဉ်2ပွဲကိုဒါဒီနေ့မှာရွေးထုတ်ပြီးတော့သုံးသပ်ပေးထားရပါတော့အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတခြားမောင်းတွဲတွေပေါ့နော်ဒါတွေအကုန်လုံးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Telegram Channel နဲ့ Viber Channel တွေမှာတင်ပေးရပါတော့အဲ့တော့အဲ့ channel နှစ်ခုကိုမ join နေတဲ့သူတွေပါခဲ့မယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုအောက်က comment မှာ channel နှစ်ခုလုံးရဲ့ link ကိုဗီဒီယိုရဲ့ pin comment အနေနဲ့ထောက်ပေးတာပါနော်အဲ့တော့ဒီနေ့အတွက်ပထမဆုံးသုံးသပ်ပေးခြင်းတဲ့ပွဲစဉ်ကကျတော့ဒီနေ့ညတနင်္ဂနွေခွဲမှာကစားမဲ့ Liverpool နဲ့ Atletico Madrid တို့ရဲ့ပွဲစဉ်ပါနော်အဲ့တော့အဲ့ပွဲစဉ်လက်ရှိပေါက်ကြည့်ကျွန်တော်ပြန်ကြည့်ရင် Liverpool ကတကိုးသွင်း10ပြားရှုံးမယ်ပေါ့နော်ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း25ပြားရမှာဆိုပြီးတော့ကြီးထွက်လာပြီပေါ့နော်အဲ့တော့ Liverpool ပေါ့နော် Liverpool ကဒီပြီးခဲ့တဲ့သူတို့ကစားခဲ့တဲ့ Premier League ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ရင် Burnley ရဲ့အိမ်ကွဲမှာသူတို့သွားကစားခဲ့ရတယ်ပေါ့နော်ပြီးတော့အဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Liverpool ကပွဲကစားချိန်65မိနစ်ကျော်လောက်ထိကစားခဲ့ရတယ်ဒါပေမဲ့လို့ Liverpool ကဒီမိုဟာမက်ဆာလာရဲ့ပယ်နတီတွင်းကိုနဲ့သူတို့ဘန်လေးကို1-0နဲ့နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ကဒါ predicted တွေအတွက်ဆိုလို့ရှိရင်လုံးဝကိုပြင်းစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်ဒါပေမဲ့လို့ဒီနေ့ကစားမဲ့ Atletico နဲ့ပွဲမှာတော့ဒါ Liverpool predicted တွေအတွက်ဒီပွဲက entertaining ဖြစ်လာလိမ့်မယ်ပွဲစဉ်တစ်ပွဲလို့လည်းထင်တယ်ပေါ့နော်တစ်ဖက်က Atletico Madrid ကိုယ်တိုင်ကဒီပွဲမှာသူတို့ဒီခန်းစင်းနဲ့ကစားလာမယ်လို့လည်းမထင်ဘူးပေါ့နော်ပြီးတော့သူတို့အသင်းကဒီရာသီမှာကစားခဲ့တဲ့ပွဲစဉ်စုစုပေါင်း၄ပွဲမှာဆိုလို့ရှိရင်၄ပွဲလုံးသူတို့တိုက်စစ်က9ရခဲ့တယ်ပေါ့နော်ပြီးခဲ့တဲ့ဘီလာရီရဲ့နဲ့အိမ်ဝင်ပွဲစဉ်မှာဆိုလို့ရှိရင်လည်း Atletico Madrid ကဒီရာသီသူတို့ရဲ့ပထမဆုံးနိုင်ပွဲတစ်ပွဲပဲရှာယူနိုင်ခဲ့တယ်အောင်တွေ့ရတယ်ပေါ့နော်အဲ့တော့ Liverpool ကလက်ရှိမှာဆိုလို့ရှိရင် Arne Slot ရဲ့ Liverpool ကဒါလက်ရှိဒီရာသီမှာစုစုပေါင်း Community တိုင်းတစ်ပွဲရဲ့ဒါ Premier League ၄ပွဲပေါ့နော်စုစုပေါင်း5ပွဲမှာသူဒီ၄ပွဲတိတိအနိုင်ရခဲ့တယ်ပြီးတော့သူတို့အသင်းကလက်ရှိမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ကတွင်ကို9ဂိုးရတာပဲပေါ့နော်ပြီးတော့အဲ့တွင်ကို9ဂိုးထဲမှာဆိုလို့ရှိရင်လည်း international break မတိုင်ခင်ကစားခဲ့တဲ့ Arsenal ကိုတကိုးကုန်းပြင်းနေနိုင်ခဲ့တဲ့ပွဲစဉ်ကတွင်ကိုလည်းပါတယ်ပေါ့နော်ပြီးတော့သူတို့အသင်းက Liverpool ကလက်ရှိမှာဆိုလို့ရှိရင်နောက်ဆုံး2ပွဲမှာ2ပွဲစရိုက်သူတို့ clean sheet ရခဲ့တယ်ဒါပေမဲ့လို့အဲ့2ပွဲမတိုင်ခင်တော့ဆိုလို့ရှိရင်သူတို့ကစားခဲ့တဲ့3ပွဲမှာသူတို့ရဲ့ခံစီကပေးဖို့စုအောင်6ဂိုးပေးထားရတယ်ပေါ့နော် Liverpool က Atletico နဲ့တွေ့ခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်နောက်ဆုံး2ပွဲစရိုက် Liverpool ကနိုင်ထားတယ်ပေါ့နော်ပြီးတော့သူတို့အသင်းကဒီပြောမှဆိုလို့ရှိရင်တစ်ဖက်က Atletico Madrid ကအရင်တော့လိုမျိုးမဟုတ်ဘူးဒီရာသီမှာဒီကောကတော်တော်လေးကိုရုန်းကန်နေရတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ Atletico Madrid ကိုယ်တိုင်ကလည်းဒီရာသီသူတို့ရဲ့ပထမဆုံးကစားခဲ့ရတဲ့အဝေးကွင်းပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင် Espanyol နဲ့ကစားခဲ့ပြီးတော့သူတို့အဝေးကွင်းမှာ Atletico Madrid က2-1နဲ့ရှုံးတာရပေါ့နော်အဲ့တော့ဒီကိုယ်တိုင်ကဒီပွဲမှာ Liverpool ကိုခန်းစစ်နဲ့ပြင်ပြီးတော့ကစားလာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော် Liverpool ကိုယ်တိုင်ကခန်းစစ်ကောင်းပါတယ်ဆိုတော့အသင်းတွေကိုသူတောက်လျှောက်အနိုင်ယူခဲ့တာတွေ့ရလိမ့်မယ်အဲ့တော့ဒီပြီးခဲ့တဲ့ International Break မတိုင်ခင်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Anfield မှာArsenal အသင်းအနေနဲ့ Liverpool ကိုခန်းစစ်ပိတ်ပြီးတော့ low block နဲ့ကစားလာခဲ့တာတွေ့ရတယ်ဒါပေမဲ့လို့ Liverpool ကအဲ့ပွဲစဉ်မှာဒီ1-0နဲ့အနိုင်ရခဲ့တယ်ပြီးတော့ International Break အပြီးမှာကစားခဲ့တဲ့ Burnley နဲ့ပွဲစဉ်ကိုကျွန်တော်ပြန်သွားကြည့်လို့ရှိရင်လည်း Burnley ကသူတို့ရဲ့အိမ်ကွင်း Tottenham Stadium ကွင်းထဲမှာ Liverpool ကို low block နဲ့ပိတ်ပြီးတော့ကစားဖို့ကြိုးစားခဲ့တာတွေ့ရတယ်ဒါပေမဲ့လို့ Liverpool ကဒါနောက်ဆုံးမိနစ်အချိန်ပုံမှာသူတို့ penalty လုံးရခဲ့ပြီး1-0နဲ့နိုင်သွားခဲ့တယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင် Liverpool ကို low block နဲ့ခံစစ်ပိတ်ပြီးတော့ကစားတာကအရင်အကျုံးအသုံးမဝင်ဘူး Atletico Madrid ကိုယ်တိုင်ကလည်းဒီပွဲမှာ Liverpool ရှိကအမှတ်ခွဲဖို့ကြိုးစားတာထက် open play ပုံစံမျိုးနဲ့ကစားပြီးတော့သူသွင်းကိုသွင်းကစားတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့လည်းထင်တယ်ပေါ့နော်ပြီးတော့ Liverpool ကိုယ်တိုင်ကလက်ရှိမှာဆိုလို့ရှိရင်ဒါ low block နဲ့ခံစစ်ပိတ်ပြီးတော့ကစားခဲ့တဲ့အသင်းတွေနဲ့တွေ့ခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင် Liverpool ကတွင်းကိုရနေခဲ့တယ်ပေါ့နော်အေး Arsenal ဘန်လီအစားရှိတဲ့ပွဲစဉ်တွေမှာ Liverpool က1-1ဆိုတော့ရလဲနဲ့ပြီးခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်နှစ်ပွဲမတိုင်ခင်ကစားခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ရင်တော့ဘုံမော့ဒီ Newcastle အစားရှိတဲ့အသင်းနှစ်သင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Liverpool ကတွင်းကိုတွေ Liverpool ပွဲစဉ်နဲ့တွင်းကိုတွေများခဲ့အောင်တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီ open play နဲ့ကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင် Liverpool ရဲ့ပွဲစဉ်တွေကတွင်းကိုတွေများတတ်တယ်ပြီးတော့ Liverpool ရဲ့ခံစစ်ကလည်းလက်ရှိမှာဆိုလို့ရှိရင်တူတိုက်ကိုတိုက်အသင်းအနေနဲ့တွေ့လို့ရှိရင်အရင်ခံစစ်ကမလုံဘူးပေါ့နော်အဲ့တော့ဒီပွဲကလည်း Atletico Madrid အနေနဲ့ Liverpool ကိုကိုရဖို့ကြိုးစားလာလိမ့်မယ်လို့လည်းထင်တယ်ပေါ့နော်သူတို့ခံစစ်နဲ့ပိတ်တယ်ဆိုတာထက် Liverpool ကိုအပြန်လည်ကစားမယ် open play ပုံစံတစ်ခုဒီပွဲမှာမြင်တွေ့ရမယ်လို့ထင်တယ်ပေါ့နော် Predicted တွေကိုယ်တိုင်ကလည်းဒီပွဲကဒီ Predicted တွေအတွက် entertaining ဖြစ်လာလိမ့်မယ်ပွဲစဉ်တွေပွဲလို့လည်းထင်တယ်ပေါ့နော်အဲ့တော့ကိုပေါင်းကြီးအရာဆိုလို့ရှိရင်3ဂိုးသွင်း25ပြားရမယ်ဆိုတော့ကြီးတစ်ခုကဒီဘက်မှာအပြန်လည်သွင်းကိုရှိမယ်လို့လည်းထင်တယ်အဲ့တော့ပထမပွဲစဉ်အတွက်ဆိုလို့ရှိရင်ဂိုးပေါ်ရွေးချယ်ပေးခြင်းတယ်ပေါ့အဲ့တော့ဒီနောက်ထပ်သုံးသက်ပေးခြင်းတဲ့ပွဲစဉ်ကကျတော့ဒီနေ့ညတနိုင်ခွဲမှာပဲကစားမဲ့ဘိုင်ယန်မြူးနစ်နဲ့ချယ်ဆီအသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်လက်ရှိပေါက်ကြီးကျွန်တော်ပြန်ကြည့်ရင်ဘိုင်ယန်က
တကူသွင်း55ပြားရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုရှင်3ဂိုးသွင်း25ပြားရှုံးမယ်ဆိုပြီးတော့ကြေးထွက်တယ်ပေါ့နော်အဲ့တော့ Chelsea ကဒီပြီးခဲ့တဲ့ဘောလုံးရသည်တော့ Premier League မှာအဆင့်1 to 4ဝင်ခဲ့တယ်အဲ့အတွက်ကြောင့်ပဲသူတို့ Champions League ဝင်ရခဲ့တယ်ပေါ့နော်ပြီးတော့လက်ရှိ Premier League ဘောလုံးရသည်အစကစားခဲ့တဲ့၄ပွဲမှာဆိုလို့ရှင် Chelsea ကရှုံးပွဲမရှိသေးဘူးနှစ်ပွဲနိုင်တယ်နှစ်ပွဲတည်ကြတယ်ပေါ့နော်ပြီးတော့ Chelsea ကဒီရာဒီမှာဆိုလို့ရှင်သူတို့ရဲ့တိုက်စစ်ကိုအပြောင်းလဲလုပ်ထားတယ်ပေါ့နော်ဒါအထောင်တိုက်စစ်မှုဖြစ်တဲ့ Nicolas Jackson ဆိုတဲ့ Jackson ရဲ့နေရာမှာဒါဂျိုရာရိုဘတ်ထရိုကိုအစားထိုးခေါ်ယူမှုလုပ်ထားရပေါ့နော်လက်ရှိအချိန်ထိလည်းဒီအစားထိုးမှုက Chelsea အတွက်ဆိုလို့ရှိရင်တော်တော်လေးအကျိုးများခဲ့တယ်ပြီးတော့ဒီ Chelsea ရဲ့ကစားသမားဟောင်းဖြစ်တဲ့ Nicolas Jackson ကလက်ရှိမှာဆိုလို့ရှိရင်သူကဘိုင်ယန်အသင်းစီကိုပြောင်းရွှေ့သွားခဲ့တယ်ပေါ့နော်ဒီ Nicolas Jackson ကလက်ရှိဘိုင်ယန်အသင်းမှာဆိုလို့ရှိရင်ဒါအထောင်တိုက်စစ်မှု Harry Kane ရဲ့ဒုတိယနေရာပေါ့နော်အရင်ကစားသမားအနေနဲ့လက်ရှိဘိုင်ယန်အသင်းမှာသူကစားနေတယ်အဲ့တော့ဒီပွဲက Nicolas Jackson အတွက်လည်းဒါသူ့ရဲ့အသင်းဟောင်းနဲ့ပြန်ပြီးတော့တွေ့ဆုံအောင်ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘိုင်ယန်ကိုကျွန်တော်ပြန်ကြည့်တော့သူတို့ကတော့ဂျာမန်မှာဆိုလို့ရှိရင်တော့လုံးဝထိပ်တန်းအသင်းတစ်သင်းဖြစ်နေစေပဲပေါ့နော်သူတို့အသင်းကဂျာမန်လိမှာဆိုလို့ရှိရင်တောက်လျှောက်ဒီနှစ်ဆက်သူတို့ကလုံးဝဆုံးမိုးနိုင်ခဲ့တယ်ဒါပေမဲ့လို့ချန်ပီယံလိကိုကျွန်တော်ပြန်ကြည့်တော့ဘိုင်ယန်ကနောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင်ချန်ပီယံလိမှာတိတိတတ်တာအားနည်းလာခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဒါသူတို့ရဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ဒါမူစီရဲလာပေါ့နော်ဒီကစားသမားဒဏ်ရာရပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဘိုင်ယန်ရဲ့ချန်ပီယံလိဆွမ်းဆောင်ရေးအရင်အားရစရာမရှိတော့ဘူးเนาะပြောမှဆိုလို့ရှိရင်မူစီရဲလာဒဏ်ရာရတာကဘိုင်ယန်အတွက်ဆိုလို့ရှိရင်ဒီပွန်ဒက်လီဂါမှာဆိုလို့ရှိရင်အရင်တိတိတတ်တာတက်ရောက်မှုမရှိဘူးဆိုပေမဲ့လို့ချန်ပီယံလိမှာဆိုလို့ရှိရင်မူစီရဲလာမပါတဲ့ဘိုင်ယန်အသင်းကတော်တော်လေးကိုအားနည်းခဲ့တာအမှန်ပဲပေါ့နော်ဒီပြီးခဲ့တဲ့ဘောလုံးရသည်တော့ဆိုလို့ရှိရင်လည်းဒါချန်ပီယံလိကွာတာဖိုင်နယ်မှာအင်တာနက်ကစားခဲ့တယ်ပေါ့နော်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒီအင်တာကိုဘိုင်ယန်အနေနဲ့နှစ်ကြော်ပေါင်း၄ဂိုး၃ဂိုးနဲ့ရှုံးသွားခဲ့တယ်ပေါ့နော်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒါအသင်းရဲ့တိုက်စစ်ပိုင်းမှာမူစီရဲလာမပါဘူးပေါ့နော်ဒါကဘိုင်ယန်ကိုတိတိတတ်တာအားနည်းသွားစေခဲ့တယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကချယ်ဆီကတော့ဒီဟာဒီမှာသူတို့ကစားပုံကောင်းတယ်ဒါပေမဲ့လို့ဒီကောင်တာကစားတက်တဲ့အသင်းတွေနဲ့တွေ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင် Chelsea ကတော်တော်လေးကိုရှုံးကန်ရတယ်ပေါ့နော်ဒီ Brentford Fulham အစားရှိရဲ့ Premier League ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒီ Chelsea အနေနဲ့တစ်ဖက်ကအသင်းတွေကောင်တာကစားရန်တကူတော်တော်လေးကိုတားဆီးဖို့အတွက်ဆိုလို့ရှိရင် Chelsea ကတော်တော်လေးကိုရှုံးကန်ခဲ့တာကိုတွေ့ရတယ်ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်လည်းဒီ Chelsea ကကောင်တာနဲ့ဆော့တဲ့အသင်းတွေနဲ့တွေ့ဆုံတိုင်းမှာဒီသူတို့အသင်းကအားနဲ့သူတို့အသင်းအားနဲ့ချက်ကအကောင်တာကစားပုံဖြစ်တယ်ဆိုပေမဲ့လို့ဘိုင်ယန်လိုမျိုးဒီဘောလုံးပိုက်ဆိုင်မှုနဲ့လှလင်းမြန်မြန် quick play ကစားတတ်တဲ့အသင်းတွေနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ Chelsea ကပြန်ပြီးတော့တုံ့ပြန်ကစားတတ်တယ်ပေါ့ပြောမှဆိုလို့ရှိရင်အနည်းဆက်ဆုံးပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ပြီးခဲ့တဲ့ FIBA ကမ္ဘာကလပ်ပြိုင်ပွဲမှာဆိုလို့ရှိရင် PSG ပေါ့နော် PSG ကို Chelsea ကကစားနိုင်ယူခဲ့တာကိုတွေ့ရလိမ့်မယ် PSG ကပြောမှဆိုလို့ရှိရင်ဘိုင်ယန်လိုမျိုး quick play နဲ့လှလင်းမြန်မြန်ကစားတတ်တဲ့ဒီတော်တော်လက်ကစားတတ်တဲ့အသင်းတစ်ဖြစ်တယ်ဒီလိုအသင်းမျိုးဆိုလို့ရှိရင် Chelsea ကဒီသူဆော့သူကိုဆော့ဒီရှင်ပြီးတော့ကစားနိုင်စွမ်းရှိတယ်ပေါ့နော်ပြီးတော့ဒီပြီးခဲ့တဲ့နေ့ဘောလုံးရသည်တော့ဆိုလို့ရှိရင်လည်းသူတို့ရဲ့ချန်ပီယံလိဝင်ဝင်အတွက်အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့လီဗာပူးနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူတို့ 3-1 နဲ့နိုင်ခဲ့တယ်အဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လီဗာပူးရဲ့လှိမ်မြန်တဲ့တိုက်စစ်ကစားပုံတွေကို Chelsea ကအကောင်းဆုံးတုံ့ပြန်နိုင်ပြီးတော့သူတို့အနိုင်ရခဲ့တယ်ပေါ့နော်အဲ့တော့ဒီလှိမ်မြန် quick play ကစားတဲ့အသင်းတွေနဲ့တွေ့ဆုံတဲ့ပွဲစဉ်တိုင်းလို့တို့မှာ Chelsea ကရလက်တွေကောင်းတက်တယ်ပြန်ပြီးတော့တုံ့ပြန်နိုင်ခဲ့တယ်အဲ့တော့ဒီပွဲမှာဒီဘော်လီဂျီရဘိုင်ယန်တကူသွင်း55ပဲရမယ်ဆိုတဲ့ဂျေးတစ်ခုမှာ Chelsea ဘိုင်ယန်ကိုအနည်းဆုံး3လောက်လို့ဒီပွဲမှာသူကစားနိုင်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်အဲ့တော့ဒုတိယမြောက်ပွဲစဉ်မှာတော့ဒါ Chelsea အသင်းကိုရွေးချယ်ပေးခြင်းတယ်ပေါ့